မြန်မာထမင်းကကြတော့ဝါစားရတယ်ပုံစားရတယ်။ဒီမျိုးစားတော့မြန်မာထမင်းနဲ့ကတော့ချက်သားဝတ်သားအမဲသားစိတ်သားပစုံငါးပေါ့နော်စုံရပါတယ်။ကျွန်တော်ဆိုင်ရနာမည်ကတော့လက်ရကောင်းစားဝဲဆောင်ပါ။မနေ့ဆိုင်ကြလို့ရှိရင်ချမ်းခောက်ဆွဲတို့ဆန်သီးတို့ဆန်ပြားတို့မိုးဟင်းကားတို့ပမိုးကျဲဦးကျော်ပေါ်ပြန်ကျော်တို့စုံရပါတယ်။နေ့နေ့စားနဲ့ဆိုလို့ရှိရင်တော့တဲ့တွေရောက်တာနဲ့တန်းပြီးတော့မှသုံးဆောင်လို့ရအောင်ဆိုတော့ဗမာထမင်းကတော့ချက်ပြထားပေးတယ်ပေါ့နော်အဲ့ဒါအပြင်မှာတရုတ်ဟင်းပွဲတွေတို့တရုတ်စားတောက်တွေတို့ရှမ်းထမင်းတွေကတော့အလာကတ်မှစားလို့ရပါတယ်မနက်စားလို့ရှိရင်တော့မြစ်ချင်ခောက်ဆွဲပေါ့နော်ဒီစားများပါတယ်နေ့ကင်းစားနေလည်းတော့ဝက်လက်စတူးတို့စားဖြဲတို့ဝက်နိုင်ယုံမီတော့တို့အစားများပါတယ်ရှမ်းထမင်းနဲ့ဆိုလို့ရှိရင်တော့ချက်ရှမ်းချက်တို့ဝက်ရှမ်းချက်တို့စိတ်ထောင်းတို့လူကြိုင်များပါတယ်စကရစ်ချာလေးပေါ့နော်လူကြီးမင်းတို့ရဲ့အပြင်ပွဲများအတွက်လည်းအော်လာများကိုတောင်းရင်ဆောင်ရွက်ပေးနေပါတယ်ကျွန်တော်ဆိုင်မှာအေကွန်ခန်းတွေနဲ့ private room တွေလည်းရှိပါတယ်ကျွန်တော်ဆိုင်လေးစားလေးကတော့64ပေ38လမ်းတောင်းပါပါဆိုင်တော့မနက်9နာရီကနေပြီးတော့မှည8နာရီတိဖို့ပါတယ်ကျွန်တော်ဆိုင်လေးကိုတကယ်ချင်းမိတ်ဆွေပေါင်းနေနေပဲဖြစ်ဖြစ်မိသားစုနေပဲဖြစ်ဖြစ်လာရောက်မြည်ဆန်းဖို့ဖိတ်ခေါ်ပါတယ်